ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ကတော့ဂန်ဟုတ်ကဲ့မှတ်တဲ့တိုင်မှာတာဝန်ထမ်းဆောင်နေကြတဲ့ရဲဘော်များဖြစ်ကြပါတယ်ကျွန်တော်တို့ရှေ့တန်းရဲဘော်တွေအတွက်အဓိကလိုအပ်နေတဲ့စေသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ point ဖက်နဲ့စပိုးအကွန်စတဲ့လိုအပ်ချက်တွေထဲမှာအခုလို point ဖက်နဲ့အရန်90ကိုလူရန်ပေးတဲ့ရောက်ကန်းထုတ်ဖို့ဖွဲ့ကိုသူ့တင်ကြောင်းတိုင်ရင်ကိုသာပြောကြားလိုပါတယ်ကိုတို့အနေနဲ့နိုင်ငံရဲ့အထက်မှာဒီခက်ခဲနဲ့လုံးနေရတဲ့ကြားကိုယ်တိုင်ရဲ့အတွက်တစ်ခါကပါဝင်ပူပြီးတော့ကျွန်တော်အနေနဲ့ဂုဏ်လဲဒီလိုရန်နေလေးသားမိပါတယ်အခုလိုဘရိုဘက်ကလည်းတက်နေကြလောက်ပါဝင်ပူပြီးတယ်လို့ကျွန်တော်တို့အနေနဲ့လည်းဒေါ်လာရေးကြီးတိကျုံတည်ပြီးကျွန်တော်တို့ရဲ့အသက်ကိုဆွဲပြီးစွမ်းကိုထူထောင်သွားပါမယ်လို့ပြောပါတယ်ဒါကြောင့်နောက်ထပ်လိုအပ်နေတဲ့ပိုးအိတ်နဲ့ဒီရဲ့အတွက်ရှိနေတဲ့ icon တို့ပါဝင်လူရပြနိုင်ကိုလည်းညွှန်လဲပါတယ်ဟုတ်ကဲ့အခုလိုပတ်မနဲ့ရန်90ကိုဒီကတိထားဖို့လည်းဆန်ရဲကိုသာကျွန်တော်တို့ကဒီကြောင့်ဆက်လက်ပြောကြားလိုပါတယ်